ဘာငေးနေရလဲ ဟိုမှာကြည့်လေအတွဲလေးရှိဖို့ကောင်းလိုက်တာငါကြိုက်မယ်လို့တော့မရှိ ရှုပ်ဆိုးတာကိုဘယ်ကြိုက်မလဲ ဘူးငါရှိဖို့ကောင်းပါရဲ့ အဲ့ဒါကြည့်ပြီနဲ့အဲ့ဒါအရင်ပြဖက်မရ နေကတော့ပြောရရှိရပေါ့ငါကြိုက်မယ့်ခီဒီလေးကအများကြီးလေ ငါမှမကြိုက်တာ နေကဘယ်လိုမျိုးကြိုက်လို့လဲ နမူနာပြောပြမယ်ဆိုလို့ရှိရင်လည်းမျိုးပေါ်တော့ကြတာကြောင်ပါလေးတွေသဘောကျပလီလို့ကောင်းတယ်နိ အားရေငါငါကြောင်မဆိုနေကငါကြောင်တီး ကြောင်တီးရှိလို့လား အဲ့ဆိုငါကြောင်ကောင်း ကြောင်ကောင်းနဲ့ငကြောင်မှာဘာဖက်ကပဲတဲ့ တေးတေးဒါနဲ့နင်ဒီသက်ရေးစားမထားတော့ဘူးလား လူရှိသေးငါမှကြီးကြမလို့ ဟမ်ဘာလို့ ဒီတိုင်းမှာပဲအကြီးတက်ထားလိုက်လို့ရှိရင်လည်းမျိုးကြောင်ပါဘူးစားပြီးတော့ရှိလို့မဟုတ်ဘူး အေးနော်ဒီမှာနင်ငါကြောင်လူပြိဖြစ်ရတာဆိုရင်ဘာလို့စိတ်ကောင်းအောင်ရှော့ပြမယ် နေအောင်ကြီးစားထားမလို့လားမထားဘူး ဘာလို့လဲဟာ ငါနဲ့အနာကခင်မလို့လို့လေ